တခါတော့ကမောင်ပေါချိုင်းဟုခေါ်သောနုံငယ်လေးတစ်ယောက်ရှိခဲ့တယ်။သူဟာဒီတာပါမုခဆရာကြီးထံမှပညာသင်ကြားနေသောတပည့်များတွင်အညံဆုံးတပည့်ဖြစ်ပြီးမိသည့်ပညာရပ်ကိုမှဖြစ်မြောက်အောင်သင်ကြားရည်မတက်မြောက်ခဲ့ပြီ။သို့သောအလုတ်ကိုအလွန်ကြိုးစားပန်းစားလုပ်တတ်သူဖြစ်သည်။ဆရာကြီးအချစ်ဆုံးတပည့်တူလည်းဖြစ်တယ်။နှစ်စီပြီးဌာနီတို့ပြန်ရန်အချိန်ကျသောအခါတွင်မောင်ပေါချိုင်းမှာမိသည့်ပညာရပ်ကိုမှတက်မြောက်ခြင်းမရှိသည့်အတွက်ဆရာကြီးမှာစိတ်မကောင်းချင်မိတယ်။ထို့အတွက်သူ၏တပည့်အားအရေးကြီးသောစကားကြီး၃ခုကိုမှတ်သားလိုက်နိုင်ရန်သင်ကြားပေးပြီးနေရက်သို့ပြန်စီခဲ့တယ်။မောင်ပေါချိုင်းသင်ကြားရရှိခဲ့သောစကားကြီး၃ခုမှာမေးပါများစကားရတွားပါများခရီးရောက်မတိတ်မနေအသက်ရှည်ဟူ၍ဖြစ်လေ။မောင်ပေါချိုင်းသည်ပညာသင်ကြားရာမှပြန်လာခဲ့ပြီးနောက်လမ်းတွင်တွားပါများခရီးရောက်ဆိုသောစကားအတိုင်းမိမိနေရက်သို့မပြန်ဘဲခရီးနှင်ခဲ့သဖြင့်တိုင်းပြည်တစ်ပြည်သို့ရောက်ရှိခဲ့တယ်။ထိုတိုင်းပြည်မှာနန်းတက်လာသောဘရင်ဟူသည်များချက်ချင်းတည်ဆုံးလိရှိသဖြင့်ဘရင်လုံးဝသို့မရှိဘဲမေးလောင်းကိုရှာဖွေနေသောတိုင်းပြည်ဖြစ်တယ်။မောင်ပေါချိုင်းသည်တရက်ဆက်ခရီးနှင်လာခဲ့သဖြင့်ထိုတိုင်းပြည်သို့အရောက်တွင်တောဆက်နာကကြောက်ဖြာပေါ်မှာမောပန်းကအိပ်ပျော်သွားခဲ့တယ်။ထိုအချိန်တွင်မင်းလောင်းရှာဖွေရန်လွတ်လိုက်သောမြင်းရထားဟာမောင်ပေါချိုင်းစီဆက်ဆက်မြိုက်မြိုက်ရောက်လာခဲ့တယ်။မောင်ပေါချိုင်းကိုမှုမှတ်တို့ကဘရင်အဖြစ်လက်ခံရန်ပန်ကြားခဲ့တယ်။မောင်ပေါချိုင်းမှာထိုတိုင်းပြည်၏အကြောင်းကိုရေးရေးရရမသိသဖြင့်ဘရင်အဖြစ်ကိုဝမ်းမြောက်ဝမ်းသာပင်လက်ခံခဲ့တယ်။မောင်ပေါချိုင်းသည်ဘရင်ဖြစ်လာပြီးနောက်စကားကြီး၃ခုထဲမှမိဘများစကားရဆိုသောစကားကိုအမှတ်ရခဲ့တယ်။ထို့ကြောင့်ဘရင်ဖြစ်ချင်းမဲ့တိုင်းသူပြည်သားတို့နဲ့စကားစမီတယော့ဆိုပြီးမင်းလောင်းရှာဖွေရသည့်အကြောင်းကိုမေးမြန်းမိတယ်။ထို့အခါဤတိုင်းပြည်ရှိဘရင်အားလုံးနန်းသက်ဗီလျင်နောက်ကနေ၌နတ်ရွာဆန်ကန်တိုကုံလိရှိကြောင်းစုံစမ်းသိရှိခဲ့တယ်။ဘရင်ထိလာသောမောင်ပေါချိုင်းသည်ညဖက်တွင်အလွန်ငိုက်မြင်လာတော့လေမအိပ်ပဲမိဖုရားကိုသာအိတ်စီကသူ့၏ဆက်ရာတွင်ငပြောတုံးတုံးကိုချထားလိုက်တယ်။သူ၏စိတ်ထဲ၌မအိပ်မနီအသက်ရှည်ဟူသောစကားကိုသာအမှတ်ရနေတယ်။ညတန်းကောင်သို့ရောက်သောအခါမိဖုရား၏ချစ်သူနဂါကအိတ်ခမ်းအတွင်းသို့ဝင်လာပြီးငပြောတုံးကိုမောင်ပေါချိုင်းအမှတ်နှင့်ပေါက်တက်လိုက်တယ်။ထိုအခါသူ၏အစွိုင်မှာငပြောတုံးတွင်ကက်ညိပြီးခွာမရဖြစ်နေလေတယ်။မောင်ပေါချိုင်းကထိုအချိန်ကိုအခွင့်ကောင်းယူပြီးနဂါကိုဓာတ်နဲ့ပိုင်း၍တတ်လိုက်လေ။သူမ၏ချစ်သူနဂါကိုမောင်ပေါချိုင်းကတတ်ဖြစ်သည့်အတွက်မိဖုရားမှာမကြည်နပ်ပဲမောင်ပေါချိုင်းကိုအလောင်းအစားတစ်ခုလုပ်ရန်စိန်ခေါ်ခဲ့တယ်။မောင်ပေါချိုင်းကလက်ခံသောအခါတွင်မိဖုရားကသူမမေတော်စကားထာကိုဖြေနိုင်ပါကဘရင်အဖြစ်ဆက်လက်စိုးစံနိုင်ပြီးမဖြေနိုင်ပါကအသက်ခံရမယ်လို့ဆိုတယ်။ထို့နောက်မိဖုရားကမောင်ပေါချိုင်းအားရာပေးလို့စွတ်ထောင်ပေးလို့ချုပ်ချစ်တဲ့သူအယိုးစာထိုးလို့ဆိုတော့စကားထာကိုဖြေဆိုခိုင်းတယ်။မောင်ပေါချိုင်းသည်ထိုစကားထာကိုကြားပြီးတော့အခါအဖြေကိုစဉ်းစားမရနိုင်တဲ့9ရက်ဆောင်စားရန်အချင်းတောင်းယူခဲ့ပြီးစိတ်ပြက်လက်ပြက်လင်ဥယျာဉ်တော်အတွင်းသို့ထွက်လာခဲ့ပြီးများသောလောက်ရမည်မသိထင်နေခဲ့တယ်။တို့ရတော့တည်င်းကြား၍လိုက်လာသောမောင်ပေါချိုင်း၏မိဘနှစ်ပါးကတစ်ပင်အောင်မှာခရီးတစ်ထောင်နားနေချိန်တစ်ပင်ပေါ်မှာကြီးဖို့ကြီးမနှစ်ကောင်စကားပြောနေတာကိုကြားသိခဲ့ရတယ်။ကြီးဖို့ကကြီးမကိုလက်တလော့လူများစိတ်ဝင်စားနေကြသည့်မိဖုရားကြီး၏စကားထာအကြောင်းပြောပြတယ်။ကြီးမကဆက်လက်မိမြန်သောအခါဤတိုင်းပြည်ရှိမိဖုရားကမောင်ပေါချိုင်းကိုစကားထာဝတ်တာကိုမဖြေနိုင်သဖြင့်အသက်ခံရတော့မယ်လို့ဆိုတယ်။ကြီးမကကြီးဖို့အားစကားထာ၏အဖြစ်အကြောင်းကိုမေးသောအခါကြီးဖို့ကတေးသွားသောနဂါမှာမိဖုရား၏ချစ်သူဖြစ်သည်သူမ၏ချစ်သူနဂါတေးသွားသောအခါအတိယပါတေးတာပေး၍အရေးကိုစွတ်ခါမယ်။နောက်ထိုအရေးခွင်ကိုအတိယပါတထောင်ပေး၍အိယာချုပ်ထားမယ်။နဂါ၏အယိုးကိုမူစာထိုးလုပ်ပြီးပန်းစင်ထားမိအကြောင်းများကိုစကားထာဝတ်ထားကြောင်းဟုဆိုတယ်။မိဘရီထာမှတဆင့်စကားထာ၏အဖြေကိုသိရသောမောင်ပေါချိုင်းသည်မိဖုရားအားစကားထာ၏အဖြေမှန်ကိုပေးနိုင်ခဲ့ပြီးဘရင်အဖြစ်နဲ့တိုင်းပြည်အားဆက်လက်စိုးစံလီတော်တယ်။